အားလုံးမင်္ဂလာပါဒီနေ့ကတော့အချင်းလေးချက်စားမှာဖြစ်ပါတယ်ဓာတ်နွန်သီးရဲ့မုံလာဥလေးရဲ့ဘူးသီးရဲ့ခင်းချင်သီးရဲ့ဖြစ်ပါတယ်စီလေးထည့်ပါမယ်ကျက်သွန်အဖြူအနေရဲ့ဂျင်းရဲ့စပင်လေးရဲ့ထောင်းလာပါတယ်အဲ့ဒါလေးထည့်ပါမယ်ပြီးတော့အမျိုးကတော့ပစုံလေးပါငါးလည်းမျိုးလို့ရပါတယ်နမုတ်လေးမျိုးလေးထည့်ပါတယ်ကဲကျက်သွန်အဖြူနီလေးရဲလာပြီဆိုရင်ရနမုတ်လေးနည်းနည်းထည့်ပါမယ်ပစုံလေးပါထည့်ချပါမယ်မုံရည်ဒီနည်းနည်းထည့်ပါတယ်ပြီးတော့ဓာတ်နွန်သီးလေးထည့်ချပါမယ်ဓာတ်နွန်သီးကနည်းနည်းမှအဲ့လိုတော့မုံလာဥလေးရထည့်မယ်ချိုးဖို့လေးနည်းနည်းထည့်ပါတယ်ဒီကောင်မလေးနည်းနည်းထည့်ပါတယ်ရင်းနှီးစုပြီးသားတယ်ခုနလုံထားတဲ့ဟာလေးထည့်ပါမယ်ဖုန်းလေးခဏအုပ်ထားပါမယ်ကဲဟင်းချိုလေးစုလာပြီဆိုရင်ပြားလေးနည်းနည်းထည့်ပါမယ်ပြားလေးနည်းနည်းထည့်ပါတယ်ဒီနည်းလေးဆိုရင်ဒီလေးထည့်ပါမယ်ညချီလေးနည်းနည်းထည့်ပါတယ်ဒီတော့ဒီကတော့ပြီးမှထည့်မယ်စုလာပြီဆိုရင်မကြီးလေးထည့်ပါမယ်တော့မကြီးရကြတော့အတိရွက်တွေရမှာနောက်ဆုံးမှထည့်အစောကြီးကြိုထည့်လိုက်ရှင်အသီးတွေကမဆက်တော့ဆက်တိုက်ခဲ့ပါရွက်ကလေးနည်းနည်းမလေးရထည့်ရန်စားလို့ကောက်တဲ့ဒန်းနွန်သီးနဲ့အချင်းလေးတစ်ခွက်ရပါပြီရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်